Logitech ရဲ့ G435 Lightspeed headphone လေးရောကျွန်တော်လက်ထဲမှာရောက်ချင်းခံစားရတော့ Lightspeed ဆိုတဲ့အတိုင်းပဲရမ်းပေါ်ပါတဲ့ခံစားချက်ကိုပြည့်ရတယ်။ Vibrator နဲ့လောက်ထားတဲ့ ear gap ဒီ headband တွေကလောင်နိုင်သုံးစုရဲ့အတွက်တော့နားတိုင်းချွတ်တတ်တာတွေကိုအများကြီးသက်သာစေမှာပါ။သူ့မှာဆိုရင် Type C အားသင်ပေါင်း mute button power button volume up down button တွေပါဝင်ပါတယ်။ mic အနေနဲ့ဆိုရင်လည်းအပြင်က noise တွေမဝင်အောင်လို့ mic အပိုတစ်ခုထည့်ပေးထားပြီးတော့ main သုံးပြတဲ့ mic ကလည်းအပြင်ထွက်နေတဲ့ပုံစံမဟုတ်တော့ကြတော့အပြင်ဘာညာတက်သွားရင်လည်းအဆင်ပြေတယ်။အဲကြောင့်ဘယ်တော့ယူသွားလို့ရတယ်ဗျ။ပြီးတော့သူ့မှာ dongle ရော bluetooth မို့နှစ်ခုလုံးမှာတော့ဖုန်းတွေ tablet တွေ iPad တွေ MacBook တွေအားလုံးနဲ့ချိတ်ပြီးသုံးလို့ရတယ်ဗျ။ Digital ရဲ့ 3.4 GHz headphone တွေကတော့ပြောပြမလို့ကောင်းမိတာဖြစ်ပါတယ်။ sound quality အနေနဲ့ကလည်း gain ဆော့တဲ့အချိန်မှာကျွန်တော်မက်တန်နေဖြစ်တဲ့ခြေတံတွေတနက်တန်တွေတောင် Discord voice တန်တွေဒါရှင်းရှင်းလင်းလင်းကြားရတယ်ဗျဘေးတန်အနေနဲ့ကလည်းလောကတလောက်ကိုပြေဝခံစားရပါတယ်ပထမအနေနဲ့ကတော့16နာရီခံမဲ့လို့ Logitech ဘက်ကပြောထားပါတယ်နေ့ကျုံအနေနဲ့ဘယ်လိုလူတွေအတွက်သုံးလို့အသင့်တော်ဆုံးလဲလို့မေးလို့ရှိရင်ကျွန်တော်အားလုံး all of သုံးပြလို့ရတဲ့ headset တစ်ခုလို့ပဲဖြေရနိုင်တယ်သူအဖက်ရှင်နေနဲ့ပဲသုံးမလားဒါမှမဟုတ် game ပဲဆော့မလားအပြင်သွားရင် coffee ဆိုင်မှာပဲတချင်းလေးနောက်ထောင်မလား video editing လေးလုပ်မလားဒါတွေအားလုံးအတွက်အသုံးပြုလို့ရတယ်ဗျLogitech G435 လေးကိုချိန်နဲ့တက်လို့အားပေးချင်တယ်ဆိုရင်ကျွန်တော် bike quest ဆိုင်မှာ install ရောက်နေပါပြီနော်အားလုံးပဲကျေးဇူးပါ